တန်ရှင်းရဌာနကိုလုံကြစေငါသည်တင်တို့တွင်ကျင်းဝတ်မယ်လို့ဘုရားပြောတယ်အဲ့တော့ကျမ်းစာတအုပ်လုံးကိုဖတ်ကြည့်တဲ့အခါမှာလေထာဝရဘုရားကလူကိုအလွန်ချစ်တဲ့အတွက်လူနဲ့တကယ်ကိုအတူနေချင်တာနော်အာမင်အေဒီဝိယမာလေးအတူနေချင်လို့ဖန်ဆင်းတာဒါပေမဲ့အပြစ်ကြောင့်ကွဲကွာသွားတာအဘုရားကအတန်ရောစေမကုန်ဘူးမောရှိခေရောက်လာတဲ့အခါမှာအတူနေဖို့တဲ့အတူနေမယ်တဲ့ငါဟာမင်းတို့အထဲမှာကျိန်ဝတ်ချင်တယ်တဲ့နော်မင်းတို့နဲ့အတူနေချင်တယ်တဲ့အဲ့ဒါကြောင့်တန်ရှင်းရဌာနကိုလုပ်ပါဆိုပြီးတော့ဘုရားသခင်ကတဲတော်ကိုစောက်ခိုင်းတာတဲတော်ကိုစောက်ခိုင်းပြီးတော့တဲတော်ပတ်ပတ်လေကလကားတွေကာထားတယ်သူ့ရဲ့လူမျိုးတော်ဖြစ်တဲ့ဣသရေလလူမျိုးကိုပတ်ပတ်လေမှာသူတို့လူမျိုး12စုကိုတတ်ချခိုင်းတယ်ဘုရားသခင်ကတဲတော်ရဲ့အတန်ရှင်းဆုံးသောဌာနမှာဘုရားကလာကျင်းဝတ်ပြီးတော့ဣသရေလလူမျိုးတွေကိုအမြဲတမ်းလာပြီးတော့စကားပြောတယ်ဒါပေမဲ့အေဒီဥယျာဉ်တော်ကပုံစံမျိုးတော့ဘုရားတဲ့လူကဟာလားဒါရိုက်တွေ့လို့မရတော့ဘူးကလာကာထားပြီးအဲ့ချိန်မှာတော့ဟုတ်လားလူနဲ့ဘုရားနဲ့တွေ့လို့မရဘုရားကအရာတန်ရှင်းတဲ့ဘုရားလူကြတော့အပြစ်နဲ့ပြည့်နေတဲ့လူဒေါသလောဘအတ္တမာနနဲ့ပြည့်နေတဲ့လူဖြစ်တဲ့အတွက်ဘုရားတဲ့လူကမျက်နှာချင်းဆိုင်ဒါလည်းတွေ့လို့မရဘူးဒါပေမဲ့ဘုရားကလူကိုချစ်လို့လေလူနဲ့အတူဘယ်လိုနေလို့ရမလဲဆိုတာဘုရားကခေတ်ဆက်မှာလူနဲ့အတူနေမဲ့နီးကိုဘုရားလုပ်တာဟုတ်လားမောရှေခေတ်မှာဘုရားကတဲတော်ထက်မှလာကျင်းဝတ်တာဘုရားနဲ့လူတွေ့လို့မရဘူးအဲ့ဒီတဲတော်ဆိုကလာကအထက်ထက်ရှိဘုရားနဲ့လူနဲ့တွေ့ရင်ဘုရားရဲ့တကိုးကိုလူကမခံနိုင်ဘူးနော်အဲ့တော့ဘုရားကအဲ့လိုကာပြီးတော့ကနေပြီးတော့ဘုရားကတဲတော်ကနေပြီးတော့လူကိုဘာလို့လဲဆိုပြညတ်ပေးတယ်ပြညတ်တွေအများကြီးပေးတယ်နော်လူကိုဘုရားကဆက်လက်ပြီးတော့တွန်းတယ်အေဒီဥယျာဉ်မှာကပြညတ်တစ်ခုပဲလူနဲ့အတူနေတဲ့အခါမှာဘုရားပြညတ်တစ်ခုပဲပေးတာဒါပေမဲ့အဲ့တစ်ခုတည်းချိုးဖောက်လိုက်တဲ့အခါကျတော့မောရှေခေရောက်လာတဲ့အခါမှာပြညတ်တွေအများကြီးထပ်ပေးတာဟုတ်လားအများကြီးနော်အဲ့တော့ဒီနေ့ကျွန်တော်တို့အသက်တာမှာလေဖယားစကားကိုသင်နားမထောင်ဘူးဆိုရင်ဟုတ်လားဆုံးမခြင်းတွေတောင်းတင်ခြင်းကတာ၍များလာဖို့ပဲရှိတယ်ဆိုတာနော်ကျွန်တော်ရဲ့အသက်တာမှာတတိထားဖို့လိုတယ်အဲ့တော့ဘုရားသခင်ပေးတဲ့ပြညတ်ကိုဣသရေလလူမျိုးတွေကမလိုက်နိုင်ဘူးယာကုပ်ကျမ်းအခန်းကြီးနဲ့အငယ်30မှာပြညတ်တရားအလုံးစုံကိုစောင့်ရှောက်တည်တယ်သုံးတစ်ခုနဲ့မားပြည့်တယ်ပြညတ်တရားကိုလွန်ကျူးသောအပြစ်ရှိတစုံတစ်ခုမားတယ်ဆိုရင်တဲ့ရှိတဲ့ပြညတ်တွေကိုလွန်ကျူးတာနဲ့အတူတူပဲတဲ့အဲ့တော့ဣသရေလလူမျိုးတွေရဲ့အသက်တာမှာဘုရားခင်တဲတော်မှာကျင်းဝတ်ပြီးတော့ပြညတ်ဘယ်နှမျိုးပေးလဲဆိုတော့600ကျော်ပေးတယ်လို့ကျမ်းစာဆရာတွေကပြောကြတာနော်အများကြီးပေးတယ်ဒါပေမဲ့ဣသရေလလူမျိုးတွေကအဲ့ဒီပြညတ်တော့600ကျော်ကိုလည်းမလိုက်နိုင်ဘူးနော်ဆိုတော့မလိုက်နိုင်တဲ့အတွက်ဘာဖြစ်သွားလဲဂလာတိကျမ်းအခန်းကြီးနဲ့အငယ်15မှာပြညတ်တရားလူတို့ဒီပြညတ်တရားရဲ့အချင်းအားဖြင့်ဖြောက်မှရာတို့မရောက်ဒီနေ့ကျွန်တော်တို့လည်းပြညတ်တရားလိုက်နေတဲ့သူတရားမှမရှိဘူးဟုတ်တယ်မလားနော်ကျမ်းစာထဲမှာပြောလဲနော်မိမိညီကိုမုံတော်သူကလူအသက်ကိုဘာဖြစ်လဲတတ်တော်သူဖြစ်တယ်ဓမ္မကာလမှာပြညတ်တော်10ပါးထဲမှာလူရဲ့အသက်ကိုမတတ်နဲ့လို့ဘုရားပြောတယ်ကျွန်တော်ကိုထိလဲရောက်တော့မတတ်ပါဘူးဒါပေမဲ့နော်ကျမ်းစာထဲမှာနေရောအခန်းကြီး3နဲ့15မှာမိမိညီကိုမုံတော်သူကလူအသက်ကိုဘာဖြစ်တာလဲလူအသက်ကိုတတ်တော်သူဖြစ်တယ်တဲ့ကျွန်တော်မုံဘူးတယ်မလားစိတ်ဆိုးဘူးလားကိုချစ်တဲ့ကိုသားသမီးတွေကိုလည်းဘာဖြစ်လဲစစ်ဆိုးတာပဲဟုတ်တယ်မလားတခါလေကိုမိဘကိုလည်းကိုပြန်ပြီးတော့စစ်ဆိုးတာပဲဟုတ်တယ်နော်အခုခေတ်ကာလမှာကလေးတွေကအရင်နော်ကျွန်တော်အမေရိကန်နိုင်ငံမှာဆိုရင်ကလေးတွေကမိဘစကားနားမထောင်တော့မိဘတွေကအထင်သေးတဲ့ကလေးတွေရမ်းများတယ်နော်နင်တို့လည်းအင်္ဂလိပ်စကားလည်းမတတ်ပဲနဲ့ဆိုတော့မိဘတွေအဲ့လိုပြန်ပြောတာနော်နင်တို့ငါတို့လာမသွန်တင်နဲ့တချို့မိဘတွေဆိုရင်အမေရိကန်ကိုသွားတာလေတော်နောင်တရတဲ့မိဘတွေအများကြီးရှိတယ်နော်ဆိုတော့တုံတင်လို့မရတော့ဘူးကဲအဲ့လိုစိတ်ဆိုးတာမုန်းတီးတာပါလေလူအသက်ကိုဘာဖြစ်လာလဲတတ်တာပဲတရက်ကိုပဲခါစိတ်ဆိုးဘူးလေတ
ရက်တစ်ခါစိတ်ဆိုးတဲ့လူကဘုရားရှိခိုးလူတစ်ယောက်တတ်တာနဲ့တူတူပဲသုံးခါစိတ်ဆိုးတဲ့သူကလူ3ယောက်မှလည်းတတ်တာနဲ့တူတူပဲလူကအကျင့်ကိုကြည့်ဘုရားသခင်စိတ်တော်ကိုချိန်ဟုတ်လားဗမာစကားနဲ့ပြောမယ်ဆိုရင်ကာယကံဝစီကံမနောကံကာယကံကိုတိလည်းရောက်တတ်တယ်ဝစီကံပဇတ်နဲ့စဲတယ်မနောကံစိတ်နဲ့ဖြစ်မှာဟုတ်လားခုနစိတ်ဆိုးတယ်စိတ်တူတယ်မုန်းတယ်ဆိုတာကဘယ်ရလာတာလဲစိတ်မနောကလာတဲ့အရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့လည်းဣသရေလလူမျိုးလိုပဲဖခင်ရဲ့ပြည့်ညတ်ကိုဘာဖြစ်လဲချိုးဖောက်တော်သူဖြစ်တယ်ဣသရေလလူမျိုးတွေလည်းတစ်ခုမှမလိုက်နိုင်ဘူးနော်မလိုက်နိုင်ဘူးအဲ့တော့မလိုက်နိုင်ဘဲနဲ့ကြိုးစားပြီးတော့လိုက်မယ်ဆိုရင်လည်းဘာဖြစ်လဲဂလာတိကျမ်းအခန်းကြီး3ငယ်30မှာကြည်ချင်းခံရတော်သူဖြစ်တယ်အမြဲမကျင့်နိုင်သောသူတိုင်းနော်အမြဲမကျင့်နိုင်သောသူတိုင်းကြည်ချင်းခံရမှာဖြစ်တယ်နော်ပညာတော်633ချက်ရှိတယ်လို့ကျမ်းစာဆရာကြီးပြောတယ်ဒီမှာအလို့ရတဲ့သူဘယ်နှယောက်ရှိလားအလို့ရလားအလို့မရဘူးဆိုတော့ကျင့်လားမကျင့်လားဆိုတော့မမေးတော့နဲ့အလို့တော်မရဘူးဆိုတော့တေးချတယ် automatic နဲ့အားလုံးချိုးဖောက်ပြီးသားပဲနော်ဆိုတော့ကျွန်တော်တို့ကဣသရေလလူမျိုးတွေလိုပဲနော်ဘုရားရဲ့ပြည့်ညတ်ကိုမလိုက်နိုင်တဲ့သူတွေဖြစ်ပါတယ်နော်အဲ့တော့အဲ့လိုမလိုက်နိုင်တဲ့အတွက်ကျွန်တော်တို့ကဘာဖြစ်မလဲနော်အာရနဲ့အေဝဘုရားသခင်နဲ့ဝေးသွားတယ်လို့ပဲကျွန်တော်တို့လည်းဘုရားသခင်နဲ့ဝေးတဲ့ငရဲကိုပဲသွားရမှာဖြစ်တယ်အမေဘုရားခင်ကျွန်တော်တို့ကိုဘသူကိုမှငရဲမသွားစေချင်ဘူးဣသရေလလူမျိုးနဲ့အတူနေခြင်းနဲ့ဘုရားကနော်ခုနတဲတော်ကိုစောက်ခံပြီးအတန်ရှင်းဆုံးဌာနမှာလာနေပြီးတော့ပြည့်ညတ်တော်ပြီးမဲ့လူတွေကမလိုက်နိုင်တဲ့အတွက်ငရဲပဲသွားရမှာလေဒါနဲ့ကြားခင်နောက်ဆုံးတော့ဘာလို့လဲဆိုတော့နော်မှတ်တဲ့အခန်းကြီး1ငယ်20နဲ့တက်မှာသားယောက်ျားကိုဖွားမြင်တယ်ဟုတ်လားထိုသားဒီမိလူတို့ကအပြစ်မှပါလေကယ်ချွတ်မဲ့သူဖြစ်တယ်ဆိုပြီးတော့ခရစ်တော်ဘုရားကကယ်တင်ဖို့ပြန်ပြီးတော့လာတာဟုတ်လားဘလောက်ကောင်းမြတ်တဲ့ဘုရားလဲအဲကြောင့်ခရစ်စမတ်ဆိုတာကလေခရစ်တော်ဘုရားကရိုးရာဓလေ့လာသင်ပေးတာမဟုတ်ဘူးခုနစားတော့ပွဲတွေလာတီထွင်ပေးတာမဟုတ်ဘူးနော်ထုံးတန်းစင်လာရလုတ်တက်ဖို့လဲလာပြီးတော့နော်ဒီခရစ်တော်ဘုရားဓာရီလာပြီးတော့ထွင်ပေးတာမဟုတ်ဘူးခရစ်တော်ဘုရားလာခဲ့တဲ့အဓိကရည်ရွယ်ချက်ကအပြစ်ရှိတော်သူကိုကယ်ဖို့ပဲလာတာဖြစ်တယ်နော်ကျွန်တော်တို့ကိုကယ်ဖို့ပဲလာတာဖြစ်တယ်နော်ဆိုတော့ခရစ်တော်ဘုရားသခင်ရဲ့ကြွလာခဲ့တဲ့ရည်ရွယ်ချက်နဲ့အကြံစီကိုနော်ကျွန်တော်တို့နားလည်ဖို့ရတဲ့လိုအပ်တယ်ယောမကျမ်းအခန်းကြီး9အငယ်10မှာကျွန်တော်တို့ကိုဘယ်လိုကယ်တာလဲနော်ယောမအခန်းကြီး9အငယ်10မှာငါတို့ဒီအပြည့်ရှိစေတဲ့ခရစ်တော်ဒီငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဘုရားသခင်ငါတို့ကိုဘယ်တရားလောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူသည်ကျွန်တော်တို့ကရမ်းချစ်တဲ့ဘုရားကအေဒီဥယျာဉ်မှာလည်းအတူနေခြင်းနဲ့အတူနေဖို့သူဖန်ဆင်းတယ်လူဟာသူ့ကိုခွဲခွာသွားတယ်နော်အပြစ်လုပ်တယ်ဘုရားကချစ်နေတော့မဲ့တဲတော်ကိုစောက်ခိုင်းပြီးတော့တဲတော်အလဲမှာလာကျင်းဝတ်တယ်ပြညတ်ပြန်ပေးတယ်ဒါပေမဲ့လူတွေကသူ့ရဲ့စကားဖြစ်တဲ့သူ့ပြညတ်ကိုဆက်ပြီးတော့မှချိုးဖောက်နေတော့မဲ့ဒါပေမဲ့ဘုရားကတန်ရောစင်မကုန်ဘူးတဲတော်ကလာကကြားကနေပြီးတော့လူကိုတုံတင်နေရတာလူနဲ့အတူနေရတာဘုရားကအားမရဘူးအဲ့တော့နောက်ဆုံးတော့လူနဲ့အတူနေဖို့ရန်အတွက်ဘုရားစစ်စစ်ကယေရှုခရစ်တော်အနေနဲ့ကြွလာခဲ့တာဖြစ်တယ်အာမင်နောက်ခုနပြောသလိုပေါ့ပုံတကယ်မတူရင်အတူနေလို့မရဘူးလေအဲ့တော့ဘုရားကအတူနေခြင်းတဲ့အခါကျတော့ပုံတကယ်တူအောင်လူတတန်ကိုဘုရားကခံယူပြီးတော့ကြွလာတာအာမင်အဲ့တော့ကျွန်တော်နဲ့အတူနေဖို့နော်ဘုရားစစ်စစ်ကကျွန်တော်နဲ့အတူနေဖို့လူတတန်သူ့ရဲ့ကိုယ်ခန္ဓာကိုခံယူပြီးတော့ဒီလောကကိုကြွလာတာအဲ့တော့ကြွလာတဲ့ခရစ်တော်ဘုရားကကျွန်တော်တို့မှာအပြစ်ရှိတဲ့အဲ့ဒီအပြစ်အားလုံးကိုသူကိုယ်တိုင်လက်ဝါးကားတဲ့ပေါ်မှာအသေးခံသွားတယ်ဒါဟာဘုရားသခင်ကကျွန်တော်တို့ဘလောက်ချစ်တယ်လဲဆိုတာကိုထင်ထင်ရှားရှားပြတာဖြစ်တယ်ဒါပေမဲ့ဒီကနေ့ကဘာသူကဘာသားတွေကဘုရားသခင်
ကျွန်တော်တို့ကိုဘလောက်ချစ်တယ်လဲဘလောက်ထင်ရှားနေတာတော့မှလူတွေကအရေးမထားဘူးတကယ်ဆိုကြားခင်ကျွန်တော်တို့သိချစ်တယ်နော်စားစရာတွေကျွန်တော်တို့ကိုဖန်ဆင်းပေးတယ်နော်တောက်စရာရေတွေဖန်ဆင်းပေးတယ်ကျွန်တော်ဟိုးချင်းပြည်နယ်မတူပီဘက်ကိုကျွန်တော်ရောက်သွားတဲ့အခါမှာတောင်ကျောပေါ်မှာကားနဲ့ပတ်သွားလာတော့ရှူရတဲ့လေရအဲ့ဒီလေကဘယ်လေနဲ့မှမတူလူကလေတကယ်လမ်းဆန်းပြီးတော့အားကိုရှိသွားတယ်လို့ခံစားတယ်အဲ့လေရှူတာလေနော်ဆိုတော့ကျွန်တော်အဲ့ဒီအချိန်မှာဘုရားကြီးဆိုတော့ချီးမွမ်းတယ်ဟာဘုရားသခင်ကျွန်တော်တို့ကိုလေပေးတယ်နော်ကာစီရဲ့လူတွေကတော့ဘာတွေစဉ်းစားနေကြတယ်တော့မသိဘူးပေါ့ကျွန်တော်ကတော့အိုးရှုခင်းနေတောင်တန်းတွေကိုကြည့်ပြီးတော့ဖျားပေးတဲ့လေအတွက်ကျွန်တော်အများကြီးစဉ်းစားပြီးတော့အဲ့မှာဘာစင်ချင်ပြီလဲဆိုတော့ကျွန်တော်တို့မြို့တွေမှာရက်စစ်မီတာကပေးရတယ်ဟုတ်တယ်မလားနော်ပြီးတော့စီပင်သားရခကျွန်တော်ပေးရတယ်ဒါပေမဲ့ကျွန်တော်တို့လေရှူနေတာတော့ဒီကနေ့အထိလေအတွက်မီတာခဆိုတာပေးစရာမလိုဘူးနော်ဖယားသခင်ကတကယ်တကမာလုံးမပေးရနော်ကောင်းသောသူမကောင်းသောသူတို့ပုံမှာမိုးရွာစေတယ်နေပူစေတယ်ဆိုတဲ့ဖယားကနော်နေဆိုတာလေမရှိကဘာမှမဖြစ်ဘူးနေအလင်းရောင်မရှိရင်တက်ရှိဆိုတာလုံးဝအသက်ရှင်လို့မရဘူးနေမရှိရင်ဖယားကနေပေးတယ်အလင်းရောင်ပြီးရင်လေပေးတယ်လေဆိုတာအပင်တွေလည်းအသက်ရှူတယ်နော်ဟုတ်တယ်မလားအပင်တွေအားလုံးနဲ့လေမရှိရင်အပင်လည်းအသက်ရှင်လို့မရဘူးတက်ရှိတဲ့ဝါမှန်သမျှအကုန်လုံးလည်းအသက်ရှင်လို့မရဘူးလေမရှိရင်အဲ့တော့ဘုရားသခင်ကဒီအရာအားလုံးကိုမီတာခမယူဘဲနဲ့ဒီကနေ့ထိကျွန်တော်တို့ပေးနေတာကျွန်တော်တို့ကိုဘယ်လောက်ဆက်တယ်ဟုတ်လားနော်အေးအဲ့ဒါကကျွန်တော်တို့ကိုချစ်တယ်ဆိုတာတက်တည်ပြတာမကပဲထင်ရှားစွာတက်တည်ပြတာကလက်ဝါးကားတဲ့ပုံမှာအပြစ်ရှိတဲ့ကျွန်တော်တို့အပြစ်အတွက်ဟုတ်လားလက်ဝါးကားတဲ့ပုံမှာအသေးခံပြီးတော့ကျွန်တော်တို့တည်ရမယ်ကိုစားအပြစ်ကြောင့်ထာဝရမရေမှာထာဝရဘုရားသခင်ရဲ့ထာဝရလမ်းခွဲရမယ်အခြေအနေကဘုရားသခင်ရန်သူဖြစ်နေတဲ့ကျွန်တော်တို့အပြစ်အတွက်ခရစ်တော်ဘုရားကယဉ်ငိမ့်သွားအောင်လက်ဝါးကားထဲမှာအသေးခံပြီးတော့ဘုရားသခင်နဲ့ relationship ပြန်ရဖို့ခရစ်တော်ဘုရားကလက်ဝါးကားထဲပေါ်မှာအာမခံတယ်အာမင်အာမင်ကျွန်တော်တို့ကိုအယံချစ်တဲ့ဘုရားထင်ရှားစွာပြတော်မူတယ်ဘုရားကဒါကြောင့်မို့ဘုရားသခင်ကျွန်တော်တို့ကိုဒီကနေ့ချစ်နေလို့ပဲဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်နဲ့အတူနေဖို့ကြွလာတဲ့ခရစ်တော်ဘုရားကနော်လက်ဝါးကားရဲ့ပုံမှာအသေးခံတဲ့အချိန်မှာနောက်ဆုံးတော့သူပါပြောသွားတယ်နော်မဿဲ20 အငယ်50 51မှာယေရှုသည်ကြီးသောအတန်နဲ့ကြွေးကြော်ပြီးလေအသက်တော်ကိုဆုံးလွတ်တော်မူ၏ထိုအခါဗိမာန်တော်ကလာကာသည်အထက်ဆုံးမှအောက်ဆုံးတိုင်ဆုပ်ကွဲလေ၏မြေကြီးလှုပ်လေ၏ကြောက်များတို့သည်ကွဲပြားကြ၏ခရစ်တော်လက်ဝါးကားတဲ့ပုံမှာအသေးခံတဲ့အခါမှာဗိမာန်တော်ကလာကာဓမ္မဟောင်းကာလမှာဘုရားခင်ကတဲတော်မှာကျင်းဝတ်တဲ့ရှောလမုန်မင်းကြီးခေတ်ရောက်လာတဲ့အခါမှာဗိမာန်တော်ဖြစ်သွားတယ်တဲတော်မှာကျင်းဝတ်တဲ့ဘုရားကဗိမာန်တော်မှာပြန်ကျင်းဝတ်တယ်ဒါပေမဲ့ခရစ်တော်ဘုရားအသေးခံတဲ့အခါမှာအဲ့ဒီဗိမာန်တော်ရဲ့အတန်ရှင်းဆုံးဌာနမှာကျင်းဝတ်ပြီးတော့ကလကာနဲ့ကာထားတဲ့ထာဝရဘုရားကယေရှုအသေးခံတဲ့အခါမှာအဲ့ကလကာနှချမ်းကွဲသွားတယ်ဘယ်သူခွဲတယ်လဲဆိုတော့ဖယားကိုယ်တိုင်ခွဲလိုက်တာဖြစ်တယ်အာမင်နော်ဖယားကိုယ်တိုင်ခွဲလိုက်တာအဓိပ္ပာယ်ရပါမယ်ဖယားသခင်ကလူလက်နဲ့စောက်တဲ့ဗိမာန်တော်မှာကလကာရဲ့အထဲမှာကျင်းဝတ်တဲ့ဖယားမဟုတ်တော့ဘူးသူကျင်းဝတ်ချင်တော့နေရာကကျွန်တော်ရဲ့နှလုံးသားဖြစ်တယ်အာမင်နော်ဖယားသခင်နေရာကျွန်တော်နဲ့အတူနေဖို့ကြွလာတဲ့အိမ်မန်တွေလားဖယားမှာဒါကြောင့်ဖယားကလေလူနဲ့အတူနေချင်လို့နေလို့မရအောင်ကိုဖယားကတနည်းပြီးတော့တနည်းလူကိုယေရှုပြုနေတဲ့ဖယားဖြစ်တယ်အာမင်ဘယ်လောက်ကောင်းမြတ်တဲ့ဖယားလဲအဲကြောင့်မို့ဒီခရစ်စမတ်ရာသီမှာပေါ့ဖ
ရားသခင်ချစ်ခြင်းနဲ့တာလေဘုရားရဲ့ကယ်တင်ခြင်းကိုလေးလေးနဲ့ကျွန်တော်စဉ်းစားရမယ်အချိန်ဖြစ်တယ်ကျွန်တော်ရိုးရာအရာဟာဒီနေ့က24ရက်နေ့မို့လို့အမနဲ့ဖြစ်ကြရင်25ရက်နေ့မို့လို့ဆိုတာတဲ့ခရစ်တော်ဘုရားဟာကျွန်တော်တို့အထဲမှာကျွန်တော်ရဲ့တက်တာထဲမှာဘယ်လောက်အထိတောင်မှယေရှုပြုချင်တယ်လေဆိုတာလေးလေးနဲ့ကျွန်တော်စဉ်းစားဖို့လိုတာဖြစ်တယ်နော်ဒီနေ့စဉ်းစားကြည့်လိုက်ပါနော်ဘုရားကလူနဲ့အတူနေခြင်းလို့နော်ကာထားတဲ့ပြညတ်တွေဥပဒေတွေကလကာတွေအကုန်လုံးသူကိုယ်တိုင်ကအသက်သူ့အသက်နော်ကျွန်တော်တို့ကိုဘယ်လောက်ချစ်လဲဘုရားကတကယ်တော့သူ့အသက်လောက်လူတယောက်ရဲ့အသက်တာမှာတန်ဖိုးအကြီးဆုံးကအသက်ပဲယေရှုခရစ်တော်ဆိုတဲ့ဘုရားသားတော်မြတ်ရဲ့အသက်ကဘလောက်တန်ဖိုးကြီးမလဲဆိုတာစဉ်းစားကြည့်လိုက်ပါနော်ကျွန်တော်မြန်မာပြည်မှာကတော့မင်းအောင်နိုင်ကတော့လူအသက်ကိုတန်ဖိုးမထားဘဲနဲ့ဘုံလိုက်ကျဲပြီးတတ်နေတယ်ပေါ့ဟုတ်လားဒါလူမဟုတ်တာဟုတ်သူကလူဆိုတာလူရဲ့အသက်ကိုတန်ဖိုးထားတာလေဟုတ်လားဖယားသားတော်မြတ်ယေရှုရဲ့အသက်ကဘလောက်တန်ဖိုးရှိမလဲဆိုတာစဉ်းစားကြည့်လိုက်ပါဒါမဲ့တန်ဖိုးရှိတဲ့သူ့ရဲ့အသက်ကိုလေလက်ဝါးကားတဲ့ပုံမှာကျွန်တော်တို့နဲ့အတူနေဖို့အဲ့အသက်ကိုစွန့်တာအာမင်ကျွန်တော်တို့ကိုဘလောက်ချစ်လဲဆိုသူ့အသက်ထက်ကျွန်တော်တို့ကိုပိုချစ်တဲ့ဖယားဖြစ်တယ်ကျွန်တော်တို့အသက်ငရဲကလွတ်ဖို့ရတဲ့သူ့ရဲ့အသက်ကိုလက်ဝါးကားတဲ့ပုံမှာအသေးခံတယ်ဒီနေ့ကျွန်တော်တို့တကယ်ယေရှုပြုတဲ့ဖယားဖြစ်တယ်အဲ့ကြောင့်သူအသေးခံတဲ့အခါမှာကာလကနှချမ်းကွဲသွားတယ်ဖယားဟာလူလက်နဲ့စောက်တဲ့အဆောက်အဦထဲမှာသူမနေတော့သူနေခြင်းတဲ့နေရာကဘယ်နေရာလဲဆိုရင်ကဘာဦးကတဲ့ကသူစစ်စထားတဲ့အတိုင်းပဲသူနေခြင်းတဲ့နေရာဟာကျွန်တော်တို့နဲ့အတူနေခြင်းတာဖြစ်တယ်အဲ့ဒီဖယားကနော်ကျွန်တော်တို့ကိုအလွန်ချစ်တဲ့အတွက်ကျွန်တော်တို့နဲ့အတူနေခြင်းတယ်နော်တမန်တော်7ခွန်ငယ်24မှာကြီးမြတ်တဲ့ဖယားလောကဓာတ်နဲ့အရာခတ်သိမ်းကိုဖန်ဆင်းတဲ့ကြီးမြတ်တဲ့ဖယားကအပြစ်သားတွေလက်နဲ့ဆောက်တဲ့အဆောက်အဦထဲမှာကျင်းဝတ်တဲ့ဖယားမဟုတ်အဲ့ဒီမှာပျော်တဲ့ဖယားမဟုတ်ချို့လူတွေကဖယားခင်အဲ့မှာပဲပျော်သလားလို့ထင်ပြီးတော့ဖယားเจ้าကိုအလှဆုံးဆောက်တယ်ပတ်စံအကုန်ခံပြီးတော့ဆောက်တယ်ဖယားနေခြင်းတဲ့နေရာကအဲ့ဒီအဆောက်အဦထဲမှာအသက်မရှိတဲ့ဟုတ်လားနော်မြေကြီးအရာနဲ့စောက်ထားတဲ့အရာမဟုတ်ဘူးဖယားနေခြင်းတာကအသက်ရှိတော့ကျွန်တော်ရဲ့ဝိညာဉ်ထဲမှာပဲဖယားနေခြင်းတာဖြစ်တယ်နော်ဖယားကကျင်းဝတ်ခြင်းတဲ့နေရာကကျွန်တော်ရဲ့အသက်တာထဲမှာဖြစ်တယ်အဲကြောင့်တိကောအခန်းကြီး3ငယ်16အသေးခံပြီးရှင်ပြန်ထမြောက်တဲ့ယေရှုဖယားလူလက်နဲ့စောက်တဲ့အထဲမှာမနေတော့ဘူးကလကောင်နဲ့ချမ်းခွဲပြီးတော့ထွက်လာပြီအဲ့ဖယားကဘယ်မှာနေချင်လဲတိကောအခန်းကြီး3ငယ်16မှာသင်တို့ဒီဖယားသခင်ဗိမာန်တော်ဖြစ်ကြသည်ကို၎င်းဖယားသခင်ဝိညာဉ်တော်သည်သင်တို့အထဲ၌ကျင်းဝတ်တော်မူသည်ကို၎င်းမသိကြသလားဖယားသခင်ကျင်းဝတ်ခြင်းတဲ့နေရာဖယားရဲ့ဝိညာဉ်ကျင်းဝတ်တဲ့နေရာဖယားအနေချင်းဆုံးနေရာကဘယ်နေရာလဲဆိုတော့သင်တို့ဒီဖယားသခင်ဗိမာန်တော်ဖြစ်သည်နော်ဖယားသခင်ဝိညာဉ်တော်သည်သင်တို့အထဲ၌ကျင်းဝတ်တော်မူသည်ကောရိန္သုယုံကြည်သူတွေကသူတို့ရဲ့တတ်တာတန်ရှင်းဖို့အရေးကြီးတယ်ဆိုသူတို့နားမလဲနော်မတရားသောမိထုံပြုတယ်တေရက်နဲ့ရစ်မှုတယ်နော်ဒုစရိုက်ထဲမှာပဲပျော်တယ်အဲ့တော့တမန်တော်ရှင်ပေါလုကပြောတယ်သူတို့ကိုဖယားနေခြင်းတဲ့နေရာကဘယ်မှာလဲအဆောက်အဦထဲမှာမဟုတ်ဘူးဖယားကိုးကွယ်တဲ့နေရာမှာပဲမဟုတ်ဘူးဖယားနေခြင်းသောနေရာကသင်တို့အထဲမှာဖြစ်တယ်အာမင်ကျွန်တော်တယောက်ချင်းစီရဲ့အသက်တာထဲမှာဖယားနေခြင်းတာသူကိုယ်တိုင်စောက်ထားတာလေသူကိုယ်တိုင်လုပ်ထားတာဆရာတရားကဘာပြောလဲဆိုတော့ပုံတံဆိုတာဘာလဲတဲ့လက်အိတ်ဆိုတာလက်ပုံတံရှိတယ်နော်လက်ပုံတံရှိတဲ့လက်အိတ်ကလက်ကိုစွပ်ဖို့ဖြစ်တယ်ကျွန်တော်တို့ကလည်းဖယားရဲ့ပုံတံဆိုတော့အတိတ်ပဲကပါလေဖယားပုံတံဆိုတာဖယားဒီမှာနေဖို့ဖြစ်တယ်လက်အိတ်ဆိုတာလက်ထဲဖို့လက်နဲ့တူတဲ့လက်အိတ်ကလက်ထဲဖို့ဖယားပုံတံနဲ့တူတဲ့ကျွန်တော်တို့ကလည်းဖယားထဲဖို့ဖြစ်တယ်
ဒါကြောင့်ဘုရားသခင်နေခြင်းတဲ့နေရာကအဝေးကြီးမဟုတ်ကျွန်တော်ဘေးနားမှာမဟုတ်ကျွန်တော်ဆုတောင်းလိုက်ဘလို့ဆုတောင်းနေသေးလားကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားသခင်ဟိုးကောင်းကင်မှာပဲဘုရားကိုထားတာဘုရားနေခြင်းတာကောင်းကင်မှာမဟုတ်ဘုရားနေခြင်းတာကျွန်တော်တို့အထဲမှာဖြစ်တယ်နော်ဒီကနေ့ဆုတောင်းတာနော်ကျွန်တော်တို့အနားမှာလည်းရှိတယ်ဒီဘုရားကျွန်တော်အထဲမှာလည်းရှိတယ်ကျွန်တော်ရဲ့အသက်တာနဲ့အတူနေခြင်းတာကျမ်းစာအရှင်းရှင်းလေးပဲတေတို့ဒီဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်ကြသည်ဘုရားသခင်ဝိညာဉ်တော်သည်တဲ့ဗိမာန်တော်ထဲမှာကျင်းဝတ်တော်မဟုတ်တေတို့အထဲ၌ကျင်းဝတ်တော်မူသည်လို့ကျမ်းစာအရှင်းရှင်းလေးပြောတယ်ဒါကြောင့်ဒီမာနီလာဘုရားဟာကျွန်တော်တို့နဲ့အတူနေတဲ့ဘုရားဖြစ်တယ်နော်တေရောအခန်းကြီး9အငယ်17စက္ကန့်မှာဘုရားသခင်သည်ငါတို့အားထာဝရအသက်ကိုပေးတော်မူ၍ထိုအသက်သည်လည်းသားတော်၌ပါ၏ဘုရားသခင်ကသူ့ရဲ့ပုံသဏ္ဍာန်ကိုပြန်ပေးတာဟုတ်လားသူ့ရဲ့ပုံသဏ္ဍာန်ပြန်ပေးတာဘုရားသခင်ကငါတို့ထာဝရအားထာဝရအသက်ကိုပေးတော်မူ၍အေဒီဥယျာဉ်မှာနော်ဘုရားကသေဖို့ဖန်ဆင်းတာမဟုတ်ကျွန်တော်ပြောပြီးပြီထာဝရအသက်ရှင်ဖို့ဖန်ဆင်းတာဒါပေမဲ့လူကဘုရားရဲ့ပြည့်ညတ်ကိုချိုးဖောက်တဲ့အတွက်စားသောနေ့မှာဧကံအမှန်သေရတဲ့သေမျိုးဖြစ်သွားတယ်အဲ့တော့သေတတ်တဲ့လူမျိုးကနေပြီးတော့ဘုရားသခင်နဲ့ပြန်ဆက်နိုင်တဲ့ထာဝရအသက်ဘုရားရဲ့ပုံသဏ္ဍာန်ပြန်ရနိုင်ဖို့ဒီကျမ်းချက်မှာဘုရားပြောတယ်ငါတို့ကိုထာဝရအသက်ငါတို့အားထာဝရအသက်ကိုပေးတော်မူ၍လို့ပြောတယ်ရောင်းတာမဟုတ်ဘူးငားတာလည်းမဟုတ်ဘူးဟုတ်လားပေးတော်မူ၍ကျွန်တော်တို့ကိုအခမဲ့ပေးတာဖြစ်တယ်အဲကြောင့်အဖို့ကပေးပြီးတော့ယူစရာမလိုဘူးအဖို့ကပေးစရာမလိုဘူး free လက်ဆောင်အနေနဲ့ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရိုးရိုးလေးပဲကျွန်တော်တို့လက်ခံလိုက်ရုံပဲဖြစ်တယ်နော်ဒါမဲ့တဲ့အဲ့ဒီအသက်ကဘယ်မှာပါတာလဲထိုအသက်ကြီးလဲသားတော်၌ပါ၏ကြောင့်ဖခင်ရဲ့ပုံသဏ္ဍာန်ကိုပြန်ရနိုင်ဖို့ဘုရားခင်ကျွန်တော်တို့သူ့ပုံသဏ္ဍာန်ဘယ်လိုပေးလဲသားတော်အားဖြင့်ပဲပေးတယ်ယောဟန်ကျမ်းအချက်ပေါင်းများစွာပြောထားတာအများကြီးရှိတယ်ခရစ်တော်ကိုယ်တိုင်ကငါ့ကိုမြင်တော်သူဟာခမဲတော်ကိုမြင်တယ်ငါဒီခမဲတော်နဲ့တစ်လုံးတဝတည်းဖြစ်တယ်အဲ့ဒါကြောင့်သားတော်ကိုရတော်သူကသားတော်အထက်မှာထာဝရအသက်ပါတယ်အဲ့သားတော်ကိုရတော်သူကထာဝရအသက်ကိုရထာဝရအသက်ရတဲ့သူဟာဖယားကိုရတော်သူဖြစ်တယ်အာမင်ဖယားရဲ့ပုံသဏ္ဍာန်ကိုဖယားကဒီနည်းနဲ့ကျွန်တော်တို့ကိုပြန်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့မှာဖယားပုံသဏ္ဍာန်ကိုပြန်ရနိုင်ဖို့ကဘာလို့ဖို့လို့လဲဆိုတော့လက်ဝါးကားထဲမှာအသေးခံတဲ့ယေရှုလက်ဝါးကားထဲမှာကျွန်တော်အပြစ်ကြွေးရှိတဲ့အားလုံးကိုစပ်ပေးတဲ့ယေရှုလူလက်နဲ့ဆောက်တဲ့ဗိမာန်ကိုမနေပဲကျွန်တော်အထဲမှာကျင်းဝတ်ခြင်းတဲ့ယေရှုကိုရဖို့ပဲလို့တယ်အဲ့ဒီယေရှုကိုလက်ခံတော့အဲ့ယေရှုကိုရပြီဆိုရင်ကျွန်တော်ဟာဖခင်ရဲ့ပုံသဏ္ဍာန်တော်ကိုပြန်ရတော်သူဖြစ်တယ်အာမင်ဖခင်ရဲ့ပုံသဏ္ဍာန်ကိုပြန်ရပြီဆိုရင်ဖခင်နဲ့အတူပြန်နေလို့ရပါမယ်ဟာလေလုယာအာမင်ဖခင်နဲ့အတူပြန်နေလို့ရဖခင်ပုံသဏ္ဍာန်ခုနကပြောပုံသဏ္ဍာန်တူရင်အတူနေလို့ရတယ်ကျွန်တော်ဒီမှာအတူနေလို့ရတာဘာကြောင့်လဲဆိုပုံသဏ္ဍာန်တူနေလို့စကားလည်းပြောလို့ရထမင်းလည်းတူစားလို့ရတယ်မိတ္တာလည်းဖွင့်လို့ရတယ်ဒီနေ့ကျွန်တော်တို့ကယေရှုခရစ်တော်အပြင်ထာဝရအသက်ပြန်ရပြီးဖခင်ပုံသဏ္ဍာန်ရသွားပြီဆိုရင်ဖခင်နဲ့အတူနေလို့ရတယ်လောကမှာပြင်လေဖခင်နဲ့အတူနေ့တိုင်းခြေလမ်းလမ်းလို့ရပါမယ်နေ့တိုင်းဖခင်ကိုစကားပြောလို့တိုင်ပင်လို့ရသွားပြီဖြစ်တယ်အဲ့ဒါကဘုသူအားဖြင့်လဲဆိုသားတော်ယေရှုခရစ်တော်လက်ခံတော်အားဖြင့်ဒီနေ့တည်တဲ့အခါမှာလဲဖခင်ပုံသဏ္ဍာန်ရတဲ့အတွက်ဖခင်အိမ်တော်မှာဖခင်နဲ့အတူနေရမှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကလူကိုအယမ်းချစ်တဲ့အတွက်မရအောင်လူနဲ့အတူနေဖို့ဒီအစီအစဉ်တွေကိုဘုရားသခင်ကဆွဲတာဖြစ်တယ်နော်ခုနနော်မတဲ့ခန်းကြီးတဲ့ငယ်23မှာတာယောက်ျားကိုဖောင်းမြင်ထိုသားတော်ကဟာလားငါတို့နဲ့အတူနေမယ်
မာနွေလဖယားကြောင့်ခရစ်တော်ဘုရားဒီလောကကိုကြွလာတာကဘာဦးမှာပြတ်သွားတဲ့စာတန်ကဖြတ်လိုက်တဲ့အဲ့ဖယားရဲ့စီမံကိန်းကိုပြန်ပြီးတော့လူအသက်တာထဲမှာပြန်ရဖို့ယေရှုလာတာဖြစ်တယ်။ဒါကြောင့်ခရစ်မတ်ဆိုတာလေစားပွဲတောက်ပွဲပျော်ပွဲရွှင်ပွဲအဝတ်အစားလှလေးတွေအကုန်ကြခံပြီးဝယ်တဲ့ပွဲမဟုတ်ဘူး။ယေရှုဖယားဟာကျွန်တော်တို့နဲ့အတူနေပြီးတော့ဖယားသခင်နဲ့ကျွန်တော်တို့ပြန်အဆက်ရတဲ့ပွဲဖြစ်တယ်။အာမင်။နော်ဖယားရဲ့ကြီးမြတ်တဲ့ပြည့်စုံတဲ့ဖယားဆိုတဲ့ပုံသဏ္ဍာန်ကိုပြန်ရတဲ့ပွဲဖြစ်တယ်။အာမင်။အဲ့ဒါကြောင့်လို့ခရစ်မတ်ဆိုတာတော့တကယ်ပဲအနှစ်သာရပြီးသွားတဲ့အစီအစဉ်ဖြစ်တယ်။ပေါ်တန်ပေါ်မထားပါနဲ့။ဒါကြောင့်ခရစ်တော်ဘုရားကိုလက်မခံရသေးတဲ့သူဖယားပုံသဏ္ဍာန်ပြန်ရဖို့ဒီကနေ့ညလက်ခံပါအာမင်ဒီကနေ့ညလက်ခံပါရိုးလေးဆူတောင်းပြီးတော့လက်ခံပါကျွန်တော်ဆိုရင်လေကျွန်တော်ဆိုရင်ပြီးခဲ့တဲ့လပေါ့နော်1985ခုနှစ်နိုဝင်ဘာလ23ရက်နေ့ညမှာကျွန်တော်ဖယားရဲ့ပုံသဏ္ဍာန်ကိုပြန်ရတဲ့နေ့ဖြစ်တယ်ကျွန်တော်ရင်ကရက်သမားနော်ရန်ဆိုးတယ်လူဆိုးတွေနဲ့ပေါင်းတယ်နော်တယောက်နဲ့တယောက်ရိုက်ကြတယ်ရန်ဖြစ်ကြတယ်အဲ့ဒါမှကျွန်တော်ကလူတော်ဆိုပြီးတော့ကိုယ့်ကိုထင်ခဲ့ပြီးတာလေဒါပေမဲ့ကျွန်တော်နေတဲ့ရွာလေးမှာပေါ့လူငယ်ဆရာတယောက်ရောက်လာပြီးတော့သူတို့ကကယ်တင်ချင်းတင်တယ်ကျွန်တော်လည်းခေါ်ကြပါလေဒါငါထောင်ပါဦးအရင်ကောင်းတာပဲတဲ့အဲ့ဒါကျွန်တော်ဝါဒနာပါလာတော့အရက်တောက်ဖို့ပဲဆိုတော့ကျွန်တော်မတော်ဘူးအဲ့ဒါနဲ့အဲ့ဆရာတယောက်ကတချင်းလဲတင်ချင်တယ်တင်ချင်တော့သူတို့ကဂီတာမတီးတတ်ဘူးဗျာအဲ့ဆရာတယောက်ကလေအဲ့ဒါနဲ့ဂီတာတီးပေးမဲ့သူမရှိဘူးလားတဲ့အဲ့တင်တဲ့တက်နေတယ်အဲ့ဒီကအမကြီးတယောက်ကဟိုအရက်သမားကောင်လေးတယောက်တီးတာမဆိုးဘူးတဲ့အဲ့ဒါနဲ့မိတ်ဆက်ပေးပါဆိုတော့လည်းကျွန်တော်ခေါ်တယ်ပေါ့အဲ့ဒါပြီးပေးနိုင်မလားပေါ့အဲ့ဘာတစ်ချင်းနေလဲပေါ့အဲ့သူတို့ဆိုခိုင်းသူတို့ချင်းတွေကလွယ်လေးတွေဆိုတော့လေဟာရတယ်လို့ကျွန်တော်ကပြီးပေးမယ်ဒါပေမဲ့ကျွန်တော်ရက်တော့တယ်နော်ဘယ်နှစ်နိုင်လာမှလဲလို့ဆိုပြီးတော့ည9နာရီလာခဲ့မနေ့ကည9နာရီโอเคဆိုတော့ကျွန်တော်ည9နာရီသွားတာဒီဆရာကြီးကကျွန်တော်ရောက်ပြီးတော့တချင်းမတင်ဘူးဗျာကျန်းစာပဲတင်နေတာနှုတ်တုတ်ကြီး2နာရီလောက်တော်တော်နားထောင်လိုက်ရတာနော်2နာရီလောက်ကြာတယ်အဲ့ဒါနဲ့ကျွန်တော်မနေ့ပြင်ညကျကျွန်တော်9နာရီလောက်မှလာတယ်နော်လို့ပြောတော့ကျန်းစာကြီးပဲတင်နေတာဆိုတော့ကျွန်တော်ကလုတ်ပေးရမှာဂီတာတီးရမှာလေသူကခင်ဗျားတို့ဟာပဲနားထောင်နေရတယ်ဆိုတော့မဖြစ်ဘူးပေါ့အမောင်ကြီးလေးတဲ့တောင်းပန်နေတဲ့ကျွန်တော်အရင်လက်ကိုကင်ပြီးတော့တောင်းပန်ရှိခိုးမတတ်ပေါ့နော်အဲ့ဒါကျွန်တော်လည်းအားနာတော့အေးတေးချတယ်နော်တရားဟောဆရာကြီးဆိုတော့လိမ္မာမဟုတ်ဘူးပေါ့နော်အဲ့ဒါနဲ့အေးကျွန်တော်နောက်ညလည်း9နာရီပြန်သွားတယ်ဘယ်ဟုတ်မလဲဒီဆရာကြီးကတင်ပြန်ပြီးကျန်းစာပဲကျွန်တော်ဒေါသထွက်လာတယ်နော်ဟွာအရက်သမားတွေလောက်တော့တစ္ဆာမရှိဘူးဂတိမတီးဘူးဒါဟောကျွန်တော်ထပြီးတော့ရန်ရှာလိုက်ရင်ကောင်းမလားပေါ့ဒါမဲ့အဲ့လိုလုပ်ရင်လည်းမကောင်းဘူးဗျရက်သမားတွေတောင်းချမ်းနေဆိုတော့တိတ်ခါကြမယ်ပေါ့နော်ရက်သမားတိတ်ခါလေးထိန်းရအောင်မယ်ပေါ့လေအဲ့ဒါနဲ့ကျွန်တော်အဲ့ဒါတော့မကောင်းဘူးဆိုတော့အဲ့ဒါကျွန်တော်ဆုံးဖြတ်လိုက်လက်ဖြေညတော့ကျွန်တော်ဘာမှပြောတော့ဘူးဒီညတော့ပြီးပါစေမနေ့ဖြေညတော့ကျွန်တော်တေးချတယ်9နိုင်ပဲလာတော့ဒါပေမဲ့သူတို့ကထုံးစံတိုင်းလာပြီးတော့တောင်းမှနော်မလေးတရားဟောဆရာဆိုတော့လေစကားပြောရတယ်နော်တော်တော်ပြောတတ်တယ်ဆိုတော့ကျွန်တော်တောင်းမှနော်ကျွန်တော်လည်းအားနာရောနောက်နေ့ညအဲ့လိုပဲ9နာရီစာမဒီနေ့တော့တောင်းမှနဲ့ကွာတရက်ပြီးတော့တရက်ဆရာတို့ကနော်အပြစ်ကြီးပဲလုပ်နေတာတောင်းမှနဲ့မနေ့ဖြစ်ကြတော့တေးချ9နာရီစာမအဲ့ဒါကျွန်တော်လည်း9နာရီရောက်ပြန်ရောထုံးစံတိုင်းပဲကျန်းစာတင်ပြန်ဖတ်သွားရင်ကောင်းမလားအဲ့လိုစဉ်းစားအမျိုးစဉ်းစားတော့ပြီးနောက်တစ်ခါတော့တောင်းမှလာမတီးပြီးတော့အဲ့လိုလည်းစဉ်းစားတာဒါပေမဲ့အဲ့လိုစဉ်းစားရင်းနဲ့ပဲထိုင်နာထောင်နေရင်းနဲ့နော်
နှုတ်ကပတ်တော်ကတကူရှိတယ်နော်ကျွန်တော်ဘာနားလဲသွားလဲကျွန်တော်အပြစ်သားအပြစ်ရှိတယ်ဆိုတာကျွန်တော်နားလဲသွားတယ်အဲ့တော့နားထောင်ရင်နဲ့ဘာတွေနားလဲလာလဲဆိုတော့ဒီငရဲကြမယ်အဲ့ဒါနဲ့နားထောင်ရင်လည်းအဲ့ဒီညကျွန်တော်စိတ်ချမှုရတယ်နော်ငရဲကြဖို့စိတ်ချမှုရတယ်ဟောငါငရဲကြမှာတီချတယ်ငါတော့အပြစ်များတာငါတော့အပြစ်ရှိရတယ်ငါငရဲကြမယ်ဆိုငရဲကြဖို့စိတ်ချမှုရမှာဒီတိုင်းဆိုမဖြစ်ဘူးငရဲကြမယ်ဆိုတော့ငရဲကနေကယ်မဲ့သူလည်းရှိပါတယ်မဖြစ်ဘူးမနဲ့ဖြစ်များတော့ငါလာနားထောင်မှဖြစ်တယ်အแทမှာတော့အလိုဖြစ်နေတာထိန်းလို့မရဘူးကိုငါဟုတ်သေးရဲ့လားအရက်မူးပြေသွားလို့လားဆိုပြီးတော့လေချင်းတွေပါတင်ပြီးတော့အရက်သွားတော့ဒါပေမဲ့မရဘူးစိတ်ထဲမှာလေးလက်ဖြင့်ညလာမယ်ဆိုတာပဲဖြစ်နေတာဟိုဆရာတွေကလည်းညီလေးတညာပြီးတော့တညာဆရာတော်ကတော့အရန်အပြစ်များနေပြီတောင်းမှန်တော့အားနာပြန်ရောနော်အဲ့ဒါမဖြစ်ဘူးပေါ့နော်ငါငရဲသွားမယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ပြန်ပေါင်းနာထောင်ဒီနေ့ဆိုရင်တော့တရားကြီးစုတော့ကြောက်ကျွန်တော်ဝိညာဉ်နော်အပြည့်ငရဲကနေလွတ်ချင်းရတာနှစ်40ရှိပါပြီလို့ဘုရားနာမတော်ဘုန်းကြီးပါစေအာမင်နော်ဒီကနေ့ကျွန်တော်နဲ့အတူနေခြင်းတဲ့ယေရှုဖခင်ကျွန်တော်တကယ်ကျွန်တော်နှလုံးသားထဲမှာနေရာပေးပြီးတော့လက်ခံတဲ့အခါမှာကျွန်တော်ဆိုရက်တော့ပြီးတော့ကျွန်တော်ရောက်ဖားနေကျွန်တော်ရံဖြစ်တာနော်ရံဖြစ်တာသူကလည်းဂီတာကြိုက်တယ်ကျွန်တော်လည်းဂီတာကြိုက်တယ်နော်အဲ့ခေတ်တော့ဆိုရင်တော့ဆိုင်းဆိုင်မောင်းတဲ့ချင်းလို့ဆိုင်းတီဆိုင်လို့ချင်းလို့ကွန်တန်ထွန်လို့ချင်းလို့ဆိုတော့လေ love song တွေဆိုရင်အမလေးဆိုလိုက်ရင်ကြားတဲ့သူတွေကြွေတယ်ပေါ့နော်အဲ့လိုမျိုးအရန်ကိုခံစားပြီးတော့ဆိုတတ်တာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့နော်အရက်တောက်တဲ့အခါကျတော့ကျွန်တော်ရောက်ဖားနေကျွန်တော်ရံဖြစ်တာရံဖြစ်တော့အရန်ချစ်တဲ့ဂီတာလေးကွဲတယ်နော်ကွဲတယ်ဟာကျွန်တော်အမလည်းငိုတယ်ကျွန်တော်ရောက်ဖားတန်ရာတွေရတယ်လေကျွန်တော်အမလည်းငိုဟာကျွန်တော်ဒီအရက်မကောင်းဘူးအမှုပြေတဲ့အခါမှာတော်ပြီငါမတောက်တော့ဘူးပေါ့နော်ကြိုးစားပြီးတော့ဖြတ်ခဲ့ပြီးတော့ဒါပေမဲ့မရဘူးဒါပေမဲ့တကယ်ယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်တကယ်ရတဲ့အခါမှာအရန်ကြိုက်တဲ့ကျွန်တော်ကအရက်အနံကိုခံလို့မရတော့တာတကယ်ပါနော်တကယ်ပါအရက်တောက်တဲ့ခွက်နဲ့ရေထည့်ပြီးတောက်တာအဲ့အနံလေးရတာတော့လုံးဝမခံနိုင်တော့ကျွန်တော်အော်တယ်နော်ကျွန်တော်ဘလို့ဖြစ်သွားပြီလဲပေါ့နော်1985ခုနှစ်နိုဝင်ဘာလ23ရက်နေ့ည9:00နာရီမှာခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ကျွန်တော်လက်ခံပြီးတော့ကျွန်တော်ရဲ့သက်တာပြောင်းလဲလာခဲ့တာဖြစ်တယ်။အာမင်။ဖခင်ရဲ့ပုံသဏ္ဍာန်ရလာတဲ့အခါမှာခရစ်တော်ကျွန်တော်ရဲ့သက်တာထဲမှာရောက်လာတဲ့အခါမှာကျွန်တော်အယံကြိုက်တဲ့ကွန်ရကျွန်တော်အယံကြိုက်တဲ့ဆေးလိပ်ကျွန်တော်အယံကြိုက်တဲ့အရက်ကျွန်တော်ဖြတ်လို့မရနော်ရောက်ဖားတဲ့ယံဖြစ်တာတော့မှစိတ်မကောင်းလို့ကြိုးစားဖြတ်ခဲ့တာတော့မှမပြတ်တဲ့ကျွန်တော်ရဲ့သက်တာထဲမှာယေရှုရောက်လာတဲ့အခါမှာအဲ့ဒီအရာတွေကိုယွန်တဲ့စိတ်မုန်းတဲ့စိတ်နော်အဲ့ဒီအနံ့ကိုရတာနဲ့ကိုခေါင်းတွေမူးပြီးတော့လုံးဝနေလို့မရဘူးဆိုတော့ဘုရားသခင်ကနော်အသက်တာထဲကိုရောက်လာတဲ့အခါမှာအသွေးအသားတွေတောင်မှအကုန်လုံးပြောင်းလဲသွားတယ်လို့ကျွန်တော်ခံစားတယ်အဲ့တော့အချိန်ပါနော်အပြောအဆူတွေကအစအကျင့်အမူတွေကအစပြောင်းလဲသွားတယ်လူမီဒီကခရစ်တော်နဲ့ရှိတယ်အသေးပြုပြင်သောတတဝါဖြစ်တယ်ဟောင်းသောအရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းသောအရာတို့ဒီအသေးဖြစ်ကြပြီဒီနေ့ခရစ်တော်ကိုလက်ခံနိုင်ပြီလို့ကျွန်တော်နောင်တမရပါနော်ဘယ်လောက်ပဲဒုက္ခရောက်နေလဲကျွန်တော်နောင်တမရခရစ်တော်ဘုရားကိုလက်ခံလိုက်လို့နော်တမန်တော်ခေတ္တမှာအသက်ခံရတာနောင်တရတဲ့တမန်တော်တရားမှမရှိခရစ်တော်ကိုရပြီးတော့နော်လောကမှာအသက်ရှင်ရတဲ့ဒီကိုယ်ခန္ဓာလေးကသင်္ခါရဖြစ်တော်လဲအသက်ဝိညာဉ်ဟာဘယ်တော့မှမကုန်ဆုံးနိုင်တဲ့စုံလင်သောအိမ်တော်မှာနေရမှာဖြစ်တယ်ကျွန်တော်မြန်မာပြည်မှာတော့ကရင်ပြည်နယ်မှာကျမ်းစာသွားတင်တော့ရန်ကုန်ကဘိန်းစားလေးတယောက်လိုက်လာတယ်လိုက်လာတော့ဒီကောင်လေးကကျမ်းစာတင်တန်းတက်ဖို့လာတာတော့မဟုတ်ဘူးနော်သူ့ဦးလေးကတင်းခေါ်လို့လိုက်လာတာအဲ့ဒါနဲ့သူကကျမ်းစာသိနားမထောင်ချင်ဘူး
သူကကျွန်တော်ဗာမေးလဲဆိုတော့ညထမင်းစားတဲ့အချိန်မှာဆရာတဲ့ကောင်းကင်နိုင်ငံဆိုတာထာဝရဟုတ်လားတဲ့ဟုတ်တယ်လေလို့ကျွန်တော်စဉ်းစားတယ်ဒီဝါကျွန်တော်ရောက်တာအခုတပတ်ပဲရှိသေးတယ်အရန်ပြင်းနေပြီတဲ့ကောင်းကင်နိုင်ငံကထာဝရဆိုတော့တော်တော်ပြင်းစရာကောင်းမှာပဲနော်တဲ့ဒီကောင်ဒီလိုမေးလိုက်တော့ကျွန်တော်လည်းရုပ်တရက်ဆိုဘယ်လိုဖြေရမှန်းမသိဘူးကိုတစ်ခါမှမစဉ်းစားဘူးဆိုတော့လေအေးငါမင်းအဖြေပေးမယ်လို့လောလောဆယ်တော့အဖြေမပေးသေးဘူးလို့ထမင်းစားပြီးတော့အဲ့နေ့ကကျွန်တော်တရားဟောမယ်ညဆိုတော့ကျွန်တော်အပြန်လမ်းမှာထမင်းစားပြီးတော့ပြန်သွားတော့ဒါပဲကျွန်တော်စဉ်းစားတယ်ကောင်းကင်နိုင်ငံမှာဘယ်သူလဲအတူနေပါလဲကောင်းကင်နိုင်ငံမှာဘယ်သူတွေရှိမှာလဲပေါ့ဒါတွေကိုစဉ်းစားတဲ့အခါမှာကောင်းကင်နိုင်ငံမှာကျွန်တော်တို့ကအီမာနွေလဖယားနဲ့အတူနေမှာဖြစ်တယ်နော်ဖယားနဲ့အတူနေမှာဖြစ်တယ်လောကမှာယေရှုနဲ့တွေ့လို့ဒုက္ခရောက်တဲ့သူတိတ်ရောက်မှမရှိဘူးကျမ်းစာမှာဖတ်ကြည့်ပါနော်ကမ်းတဲ့သူတွေမြင်သွားတယ်နော်ခြေမစွမ်းတဲ့သူတွေကခုန်သွားတယ်ဟာလေလုယာတင်းနေတဲ့သူတွေရှင်သွားတယ်နော်38နှစ်လုံးအနာဆွဲတဲ့အမျိုးသမီးသွားကူတဲ့အခါမှာဆရာဝန်စီမှာဆေးကူတဲ့အခါမှာပတ်စံလေးကုန်တယ်အနာမပြောက်တဲ့အပြင်အနာတွေတိုးလာတယ်ဒါပေမဲ့ယေရှုနဲ့တွေ့သွားတဲ့အခါမှာအကုန်ပြတ်သွားတယ်ယေရှုနဲ့တွေ့တဲ့သူဟာယေရှုနဲ့အတူနေတဲ့သူဟာကျမ်းစာထဲမှာနော်ဝမ်းနည်းစရာနောင်တရစရာတစ်ခုမှမရှိဘူးပြေလည်သွားတာအောင်မြင်သွားတာလည်းရှိတယ်အဲဒီယေရှုခရစ်တော်နဲ့အတူကျွန်တော်တို့ကကောင်းကင်မှာထာဝရနေရာမှာဖြစ်တယ်အဲဒါယေရှုရှိတဲ့နေရာကဒီကနေ့ကျွန်တော်တို့လိုချင်တာပါလေသိလားမဲဘုံမှာဆိုတော့မီလီယံဟာလာမီလီယံနဲ့တန်တဲ့အိမ်တွေကျွန်တော်တို့ကလိုချင်ပါပေါ့ဟုတ်တယ်မလားနော်မြန်မာပြည်မှာလည်းအဲ့လိုပါပဲရွှေလိုချင်လို့ရွှေသွားတူးကြတယ်ကြောက်စိမ့်လို့ချင်လို့ကြောက်စိမ့်သွားတူးကြတယ်နော်အတိုးအများရချင်တဲ့အတွက်မြေတွေဝယ်ထားတယ်ကျွန်တော်တို့ရှာနေတဲ့ကြောက်စိမ့်တို့ရွှေတို့ငွေတို့မြေတို့ဒီအရာအားလုံးရဲ့ပိုင်ရှင်ဟာဘုရားဖြစ်တယ်အဲ့ဒီအရာခတ်သိမ်းကိုပိုင်တဲ့ဘုရားနဲ့အတူကောင်းကင်မှာနေတယ်ဆိုတာဘလောက်ပြည့်စုံတဲ့အသက်တာလဲဆိုတာဟုတ်လားတတိယသားသမီးထက်တာတတိယသားသမီးတွေအရင်ကုန်တူတက်တာလေဟုတ်တယ်မလားဒီကနေ့ကျွန်တော်တို့ကစัจ java လာရဲ့ပိုင်ရှင်နဲ့အတူနေရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့လောက်ပြည့်စုံတဲ့သူမရှိဘူးထိုဘုရားကိုဒီကနေ့လက်ခံထားပါလို့ကျွန်တော်အားပေးချင်တယ်နော်ကျွန်တော်ရဲ့အသက်တာထဲမှာအရေးကြီးဆုံးပုဂ္ဂိုလ်ပဲအဲ့ဒီဘုရားကိုရပြီဆိုရင်အဲ့ဘုရားကျွန်တော်တို့ကိုဘယ်တော့မှမစွန့်တော့နော်မဿဲ28အငယ်20မှာငါဒီလေကကဘာကုန်ဒီတိုင်အောင်တင်လို့နဲ့အတူအစင်မပြတ်ရှိပြီလို့တပည့်တော်တို့အားမိန့်တော်မူ၏လူတွေကျွန်တော်တို့ခွဲခွာသွားပြီမဲ့ဟုတ်လားကျွန်တော်တို့ရဲ့တငယ်ချင်းမိတ်ဆွေတွေကျွန်တော်တို့ကိုစွန့်ခွာသွားပြီမဲ့ဒီဖယားဟာကျွန်တော်တို့နဲ့ဘယ်တော့မှမစွန့်ဘူးလောကမှာလည်းအတူရှိမယ်ကောင်းကင်အိမ်တော်မှာလည်းထာဝရအတူနေရမှာဖြစ်တယ်အဲ့ဒီအရှင်ဖယားသခင်ကအေမာနွေလဆိုတဲ့ယေရှုဖြစ်တယ်ဒါကြောင့်ဒီကနေ့ညထိုအရှင်ထိုဖယားကိုအသက်တာထက်မှမရသေးဘူးနေရာမပေးသေးဘူးဆိုရင်ယုံကြည်ခြင်းနဲ့ဆုတောင်းလိုက်ပါနော်အိမ်ပြန်သွားပြီးတော့လည်းဆုတောင်းလို့ရတယ်ဒီနေရာလေးမှာလည်းကိုယ့်အကိုဆုတောင်းလို့ရတယ်ခရစ်တော်ဘုရားကျွန်တော်ရဲ့အသက်တာထက်မှဝင်ရောက်ပြီးတော့ကျွန်တော်တို့နဲ့အတူနေပြီးတော့လောကမှာလည်းကျွန်တော်တို့ကိုညီသက်ခြင်းတွေပြီးခြင်းတယ်အဲ့ဒီထက်အရေးကြီးတာတော့အိုနာတည်ခြင်းကင်းတဲ့အလုံးပြည့်စုံတဲ့နေရာမှာသူ့ပုံသဏ္ဍာန်ရတော့ကြောင့်သူနဲ့အတူနေခွင့်ရတော့မှာဖြစ်တယ်ဆိုတာဂုဏ်ယူစရာဖြစ်တယ်ဆိုတာဒီကနေ့ခရစ်စမတ်တရေကောင်းလေးဝိမာပါတယ်အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေအာမင်